ဆိုတဲ့စကားလုံးကိုဘုံဘုံရှင်းပြမယ်ပမာရီနားလဲနေတာကိုကလူတယောက်ကိုချီကျိုးအောင်လုပ်လိုက်ရင်ကိုချီကျိုးတယ်အဲ့ဒါကိုဝတ်လဲတယ်လို့ယူဆတယ်မှန်တော့အဲ့ဒါတော့အကျိုးပေါ်တယ်လို့ပြောတယ်မှန်ပါဗျာဝတ္တဆိုတဲ့အဓိပ္ပာယ်အဲ့ဒါပြောတာမဟုတ်ဘူးသူကဝက၃မျိုးရှိတယ်မှန်ပါကိလေသာဝကမ္မဝဝိပါကဝဝတ္တဆိုတာလဲပတ်ပြီးဖြစ်တယ်အကြောင်းနဲ့အကျိုးနဲ့လဲပတ်နေတာမှန်ပါဗျာဥပမာဘဝကြီးဆိုဘုန်းတို့လဲပတ်တာလေအခုမနေ့ဆိုရင်နေထွက်လာတယ်ပြီးရင်နေဝင်သွားတယ်ညရောက်တယ်ပြီးရင်တစ်ခါမနေ့ရောက်တယ်ဒါလည်းလဲပတ်နေတာပဲလေလဲပတ်မှုကိုဝတ္တလို့ခေါ်တယ်အဲ့တော့ဘာဒီလဲပတ်တာတော့ဆိုရင်ရှင်တဲ့ကလိုချင်တဲ့စိတ်တွေဖြစ်တယ်ကိလေသာမှန်ပါလိုချင်တဲ့စိတ်ဖြစ်တော့ရအောင်လုပ်တယ်ကံရလာတဲ့ဝိပါကအကျိုးလိုချင်တယ်ရအောင်လုပ်တယ်ရတယ်လိုချင်ပြန်တယ်ရအောင်လုပ်ပြန်တယ်စားပြန်တယ်ဆိုဒီအကြောင်းအကျိုးကြီးကလဲပတ်နေတာဒါဝတ်လို့ခေါ်တယ်